ခုမုံဒီစားပြမယ်ဖြစ်ပါတယ်ဒီမှာပြမယ်နော်အခုခမင်းစားမယ်ဒီမှာဒီတော့ခုတော့ဒီတော့ဒီရနဲ့လေလဲရခိုင်ငပိရှက်တယ်ဒီကအရင်ကောင်းနေတိလားဒီမှာကျငါမုံဒီတုတ်တယ်ရှယ်ရဲလာစားကြဒီနေ့လည်းငါခမင်းစားပြမယ်ဖြစ်ပါတယ်ရှယ်ရဲအရင်ကောင်းတယ်ချင်းလေးနဲ့ခရမ်းချင်းလေးနဲ့လေနံဘီနဲ့တုတ်ထားတာငါလေးအရင်ကောင်းနေငါအရင်ကြိုက်တယ်တမောတီထောင်းဝယ်ချတာလေးမရဘူးတမောတီထောင်းပဲမုံဒီပဲဝယ်လေမုံဒီနဲ့စားမယ်ပေါ့စားကြစူတောင်းလိုက်အောင်မနော်ကဲစားမယ်大家ကောင်းလိုက်တာအဲ့ဒါလည်းကောင်းတယ်ဟောအရင်ငါတော့အရင်ကြိုက်တယ်အဲ့ဒါဒီနာမှာဝယ်လာတာနော်အရင်ကြိုက်တယ်နော်မသိဘူးလေငါပြီးချောင်းဆိုတော့လေစင်ဘိုဒီခေါင်းနေမှာထည့်တယ်လို့မျိုးပဲထင်တာရခိုင်ငါပြီးချက်ဆိုတော့လေငါတော့ရခိုင်ဘက်ကဆိုတော့အရင်ကြိုက်တယ်အဲ့လိုမျိုးမုံဒီမှာလည်းနန်းပင်ယူဒီဆိုင်ကောကိုပတ်စားတယ်။ပြန်ခရမ်းချင်ဒီလေးတဲ့ထဲတယ်။ခမဘူးတီးလေခရမ်းချင်ဒီ။ခိုင်းတီးအရင်ရှင်လို့ဆိုတော့ခိုင်းတီးကမထည့်တော့တင်မော်ဒီတုံးနဲ့မုံတီနဲ့ဆိုလေအရန်စားတော့ကောင်းတယ်ငယ်တော့အကြောင်းတစ်တုံးကဆိုရင်တော့လေအဲ့လိုစားကြတာတင်မော်ဒီချောင်းထဲမှာမုံတီရောထည့်တာလေအရန်ကြိုက်တယ်အဲ့လိုမျိုးလေသူများတွေတော့မသိဘူးငါတော့လေအဲ့လိုစားပြီးရင်ဇုံးနဲ့စားတာထက်လေလက်နဲ့စားတာကိုကြိုက်တယ်အရင်စားလို့ကောင်းတယ်လက်နဲ့ဆိုအားရပါရပဲလာစားကြနော်ငါမွေးနေ့လေးရောက်တော့မယ်ဆိုတော့လေငါမွေးနေ့ကြလဲမုံကြီးကျွေးမယ်လားစားကြအခုရန်ကုန်မှာမို့လာမလို့ကြည့်လိုက်လေလာနေတာမိုးလေဝတ်တာအချိန်ကြီးကောင်းလို့ခုတော့ရန်ကုန်မှာလေမိုးလေဝတ်တာတော့စိုးတယ်ကိုတော့ဆာလူလက်ကောင်းလိုက်တာမုံဒီလေးလည်းစားလို့ကောင်းတယ်ရခိုင်မပြည့်ဆက်လည်းစားလို့ကောင်းတယ်အဲ့တော့ရခိုင်မိကဆိုတော့拜拜。